မင်္ဂလာပါစနိုပါ online မှာတင်ရတာအားမရဘူးလူကိုယ်တိုင်လာပြီးတော့ကိုယ်တိုင်ကိုကြတက်ချင်တယ်ဆိုတဲ့သူလေးတွေအတွက်ကိုအပြင်အတန်းအသစ်ကလေးတွေဖွင့်ပေးထားပြီเนาะအပြင်အတန်းလေးတွေကကြတော့လေ2မျိုးရှိရယ်ယောဂအတန်းလေးရှိရယ်ဂျင်အတန်းလေးရှိရယ်ကိုကဘယ်ဟာကိုကြည့်ပြီးတော့ရွေးရမလဲဆိုလို့ရှိရင်ဂျင်အတန်းလေးဆိုလို့ရှိရင်သူကဂျင် floor ထဲမှာဆော်တာတော့မဟုတ်ဘူးပေါ့เนาะ floor ထဲမှာဆော်တာမဟုတ်ဘူးစက်မကိုင်ရအောင်တမဲပဲအလေးလေးတွေနဲ့ strength training ကိုအဓိကထားပြီးတော့ဆော်တဲ့အတွက်ကြောင့်မလို့ကိုယ်ခန္ဓာကိုယ်မှာရှိရယ်အစီဘိုးတွေဆိုလို့ရှိရင်ကျသွားမယ်ခန္ဓာကိုယ်လေးကအချိုးကျကျလေးနဲ့ကြစ်လေးလေးဖြစ်သွားလိမ့်မယ်အဲ့ဒါကိုအုပ်စုလိုက်ဆော့ရတာအရန်ပြုတ်ဖို့ကောင်းတယ်အဲ့ဒါလေးကိုဖွင့်ပေးထားတယ်နောက်တစ်ခုကကြတော့စနိုးဖွင့်ပေးထားတာယောဂအတန်းလေးပေါ့နော်ယောဂကကြတော့နှစ်ခုဖွင့်ပေးထားတယ်တစ်ခုကကြတော့သူကအခြေခံနေစတက်မှာပေါ့နော်ကိုအခုမှလုပ်မယ်ဆိုလို့ရှိရင်အခြေခံနေစတက်လို့ရမယ်အတန်းလေးဖွင့်ပေးထားတယ်နောက်တစ်ခုကကြတော့ကိုအစင်းမြင့်ကျင်တယ်ပေါ့နော်အစင်းမြင့်တဲ့ post တွေအစင်းမြင့်တဲ့ flow တွေကျင့်ကျင်တယ်ဆိုလို့ရှိရင်အဲ့ဒါလေးကိုတူတကွက်ချင်းစီတစ်ဆင့်ချင်းစီစနစ်တကျသင်ပေးမယ်အတန်းလေးလည်းဖွင့်ပေးထားတယ်ဖွင့်ပေးတဲ့နေရာလေးကကြတော့နှစ်ခုရှိရပါဘောနော်တစ်ခုကကြတော့သင်ငန်းကျွန်းဘက်မှာရှိတယ်သင်ငန်းကျွန်းကကြတော့ဂျွန်လ1ရက်နေမှာဖွင့်မယ်နောက်တစ်ခုကကြတော့ဗဟန်းမှာဖွင့်ပေးထားတယ်ဗဟန်းမှာကြတော့ဂျွန်လ6ရက်နေဖွင့်မယ်နော်အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင် Messenger နေလာပြီးတော့ဆက်သွယ်လို့ရတယ်ဒါမှမဟုတ်ရင်စနိုးရဲ့ page ကဖုန်းနံပါတ်လေးရှိရဲ့အဲ့ဖုန်းနံပါတ်ရဲ့ Viber နေလေလာပြီးတော့ mail လို့ရတယ်နော်ကဲတော့အတန်းလေးမှာပြန်ဆုံမယ်တတာ